Hollywood ရဲ့အလန်းဆုံးနဲ့အမိုက်စားဆုံးမင်းသမီး Angelina Jolie အားလုံးပဲမင်္ဂလာပါရှင်ကဘာပေါ်မှာဩဇာရှိဆုံးအမျိုးသမီးတူ အောင်မြင်တဲ့မင်းသမီးတူပြီးတော့ခလေး6ယောက်ရဲ့မိခင်တူဒါတွေမကသေးပါဘူးဒုက္ခတွေရဲ့အတွက်ရှေးတန်းကရပ်တည်ပေးနေတဲ့ကုဟသမကတန်တမန်တူလေးဖြစ်ပါတယ်သူမကတော့အားလုံးချစ်ကြတဲ့ Angelina Jolie ပါပဲဒီနေ့ဗီဒီယိုမှာတော့ဂျူလီရဲ့စိုးပြီးခဲ့တဲ့ငယ်ဘဝကနေကဘာကျော်ပုဂ္ဂိုလ်တဦးဖြစ်လာတဲ့အထိအကြောင်းအရာတွေကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားပါမယ်ရှင်။ဂျူလီကို1985ခုနှစ်မှာမွေးဖွားခဲ့ပြီးသူမရဲ့ဖခင်ကလည်းအော်စကာဆုရမင်းသားကြီးဂျွန်ဝိုက်ဖြစ်ပါတယ်။ဒါပေမဲ့ဂျူလီရဲ့ငယ်ဘဝကတော့ထင်သလောက်မตายရခဲ့ပါဘူး။သူမဟာကျောင်းမှာအနိုင်ကျင့်ခံရတာကိုနာကျင်အောင်လုပ်တာတွေနဲ့စိတ်ဓာတ်ကျမှုတွေကိုရင်ဆိုင်ခဲ့ရတဲ့ dark period တခုရှိခဲ့ဘူးပါတယ်။ဒါပေမဲ့1990ခုနှစ်နောက်ပိုင်းမှာတော့သူမရဲ့အနုပညာစွမ်းရည်တွေစတင်တောက်ပါလာပါတယ်။ဂျီယာစကားနဲ့အောင်မြင်မှုရခဲ့တယ်လို့1999ခုနှစ်မှာတော့ Girl Interrupted စကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပိုအော်စကာဆုကိုရရှိခဲ့ပါတယ်။ဒါဟာသူမရဲ့အောင်မြင်မှုခရီးလမ်းရဲ့အစပဲဖြစ်ပါတယ်။ဂျူလီလို့ပြောလိုက်ရင် Tomb Raider ထက်က Lara Croft ကိုပြေးမြင်ကြမှာပါ။ဒီစကားဟာသူမကိုကဘာကျော် action မင်းသမီးတူဖြစ်လာစေခဲ့ပါတယ်။ Mr. and Mrs. Smith, Salt နဲ့ One Tattoo လိုစကားတွေမှာသူမပြထားခဲ့တဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့် action queen လို့တောင်သင်စားခံခဲ့ရပါတယ်။ဒီကြားထဲမှာတဲ့ကဘာကျော်မင်းသားကြီး Brad Pitt နဲ့တွေ့ဆုံခဲ့ပြီး Brangelina ဆိုတဲ့အမည်နဲ့ကဘာမှာဟောကျော်တဲ့ဆုံတွဲတူဖြစ်ခဲ့ပါတယ်။သူတို့ရဲ့အခြေရဟန်ဆယ်စုနှစ်တစ်ခုကျော်အောင်မီဒီယာတွေရဲ့စိတ်ဝင်စားမှုကိုအမြင့်ဆုံးရရှိခဲ့တာပါ။ဂျူလီရဲ့ဘဝမှာအထူးခြားဆုံးအပြောင်းလဲကတော့ကမ်ဘောဒီးယားနိုင်ငံမှာထုံးရေဒါရိုက်ကူးရင်ဒုက္ခသည်တွေရဲ့ဘဝကိုမြင်တွေ့ခဲ့ရခြင်းပါပဲ။အဲ့ဒီအချိန်ကစပြီးသူမဟာကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ရဲ့အထူးတန်တမန်အဖြစ်တာဝန်ယူခဲ့ပါတယ်။သူမဟာကမ္ဘာတဝင်းကဒုက္ခသည်စခန်းပေါင်းများစွာကိုကိုယ်တိုင်သွားရောက်ကူညီခဲ့တယ်လို့ကမ်ဘောဒီးယား၊အီသီယိုးပီးယားနဲ့ဗီယက်နမ်နိုင်ငံတွေကကလေးတွေကိုမွေးစားခဲ့ပါတယ်။လက်ရှိမှာတော့သူမမှာမွေးစားကလေး3ယောက်နဲ့အရင်3ယောက်စုစုပေါင်းကလေး6ယောက်ရှိပြီးသူတို့ကိုအကောင်းဆုံးပြုစုပြောထောင်နေတဲ့မိခင်တူလည်းဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ဂျူလီဟာသရုပ်ဆောင်တင်မကပဲဒါရိုက်တာတူအဖြစ်ပါခြေလမ်းတစ်တွေလှမ်းနေပါတယ်။ Maleficent လိုစကားမျိုးနဲ့ပရိသတ်ကိုထပ်မံဖန်ဆာခဲ့တယ်လို့ Marvel ရဲ့ Eternals မှာလည်းပါဝင်ခဲ့ပါသေးပါတယ်။ဝေဖန်မှုတွေကျမရေးပြဿနာတွေနဲ့ကွာရှင်းပြတ်ဆဲမှုတွေကိုကြမ်းကြမ်းခံရင်ဆိုင်ရင်သူမဟာအမြဲတမ်း strong woman ကအဖြစ်ရပ်တည်နေပါတယ်။ပရိသတ်ကြီးကတော့ Angelina Jolie ရဲ့ဘယ်စကားကိုအကြိုက်ဆုံးလဲသူမရဲ့စိတ်ဓာတ်ကိုဘယ်လိုမြင်ကြလဲဆိုတာ comment မှာရေးပေးသွားပါအောင်။ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like နဲ့ subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။